ရစားပြီးမင်းတို့ငါ့လို့စားလည်းမစားနဲ့ငါ့ကောင်လည်းမနေကြနဲ့လို့မင်းမစားကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရကျွန်တော်ရဲ့ကဲကျူပေးချောင်းလို့ပဲကျွန်တော်တတ်မှတ်ပါလေကိုကြီးပြန်လာပြီကိုကြီးပြန်လာပြီရင်းတဲ့ညီမလေးနဲ့ဗိုက်စာနေမယ်ဆိုတာသိလို့ကိုကြီးခောက်စကြောတခါလေးဝင်လာခဲ့စောင်းတင်ရခင်မှာဝိခွင့်ရတော့ခောက်စကြောကဘာမှအကောင်းဆုံးပဲကိုကြီးမောပြလိုက်တာကဲစားကောင်းနေဆိုရင်စားဝမ်းအောင်သာစားပါနော်အဖေနဲ့မညံ့လို့ဖိပါစကားပြောရတယ်အဖေနဲ့မရအတော့မကြဘူးဆောင်းကွာပြီးတော့ဒီကဘာမတဲတော့စမ်းမှာသုံးသွားတဲ့အဖေနဲ့မျိုးတော့ပြီးတော့သုံးသွားတယ်ငါဘယ်တော့မှခွင့်မလို့ဘူးရာရာကိုစတဲ့လို့ထားခဲ့မယ်သူဆုံးမြတ်တရားအခိုင်ဆုံးသစ္စာတရား